မင်္ဂလာပါခင်ဗျာမန္တလေးခေတ်သစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းသစ်များကိုတင်ဆက်ပေးပါတော့မယ်ပထမဦးဆုံးလာမီဧပြီလစံပိုင်းတွင်သမ္မတရွေးချယ်တင်မြှောက်၍အစိုးရတစ်တရဲ့ဖွဲ့စည်းမိဟုအကြမ်းဖက်ဒုစစ်ခေါင်းဆောင်စိုးဝင်းထုတ်ပြောအကြမ်းဖက်စစ်တပ်ကလာမီဧပြီလစံပိုင်းတွင်သမ္မတရွေးချယ်တင်မြှောက်၍အစိုးရတစ်တရဲ့ဖွဲ့စည်းပြီးနိုင်ငံတော်၏တာဝန်ကိုကင်လည်လွှဲကောင်းဖျက်မိခေတ်ကြောင့်အကြမ်းဖက်ဒုစစ်ခေါင်းဆောင်စိုးဝင်းကထုတ်ဖော်ပြောဆိုသည်ယမန်နေ့အရှေ့ပိုင်းတိုင်းစစ်တချို့နောင်ဝိုးတပ်နဲ့တွေ့ဆုံပွဲတွင်အကြမ်းဖက်ဒုစစ်ခေါင်းဆောင်စိုးဝင်းကအထက်ပါအတိုင်းပြောဆိုလာခြင်းဖြစ်သည်။လာမည့်မတ်လ16ရက်နေ့တွင်တတိယကြိမ်ပြည်သူ့လွှတ်တော်ပထမပုံမှန်အစည်းအဝေးကျင်းပရန်နှင့်မတ်လ17ရက်နေ့တွင်တတိယကြိမ်အမျိုးသားလွှတ်တော်ပထမပုံမှန်အစည်းအဝေးများကျင်းပရန်ခေါ်ယူထားကြောင်းဧပြီလစံပိုင်းတွင်သမ္မတရွေးချယ်တင်မြှောက်၍အစိုးရတစ်တရက်ဖွဲ့စည်းကနိုင်ငံတော်၏တာဝန်ကိုပြန်လည်လွှဲတောင်းပေးရသွားမည်ဖြစ်ကြောင်းအကြမ်းဖက်ဒုစစ်ခေါင်းဆောင်စိုးဝင်းကပြောဆိုသည်စစ်တပ်ကရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့တွင်စတင်ကျင်းပပြုလုပ်ခဲ့သည့်အပိုင်း3ပိုင်းခွဲ၍မြို့နယ်ပေါင်း263မြို့နယ်တွင်အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ကြောင်းတနိုင်ငံလုံးအနေဖြင့်စန္ဒမဲပေးပိုင်ခွင့်ရှိသူ24တန်းကျော်အနက်စန္ဒမဲပေးသူ33.24တန်းကျော်ရှိခဲ့သဖြင့်စန္ဒမဲပေးမှုရာခိုင်နှုန်းမှာ54.22ရာခိုင်နှုန်းရှိကြောင်းရွေးကောက်ပွဲသည်မဲမတမာမှုငြိမ်မဲစာရင်ဝါရွေးမှုမရှိဘဲလွတ်လပ်ပြီးဒေသမျှသားသည့်ရွေးကောက်ပွဲတိခါရှိသည့်ရွေးကောက်ပွဲချီကြောင်းအကြမ်းဖက်ဆိုဝင်းကဆက်လက်ပြောဆိုသည်စစ်တပ်ကရွေးကောက်ပွဲတွင်နိုင်ငံရေးပါတီများပါဝင်နိုင်ရေးဆောင်ရွက်ပေးခဲ့ကြောင်းထို့သောဆောင်ရွက်ပေးရာတွင်ပါတီငယ်များနှင့်တိုင်းရင်းသားကိုယ်စားလှယ်များလွှတ်တော်နိုင်ငံရေးစင်မြင့်တွင်ပါဝင်လာနိုင်စေရေး FTPD စနစ် PR စနစ်တို့ကိုကျင့်သုံးဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်းထို့သောဆောင်ရွက်ပေးခဲ့မှုကြောင့်ယခုရွေးကောက်ပွဲတွင်တိုင်းရင်းသားပါတီများမှကိုယ်စားလှယ်များနှင့်ပါတီငယ်များမှကိုယ်စားလှယ်များပုံမပါဝင်လာသည်ကိုတွေ့ရမည်ဖြစ်ကြောင်းအကြမ်းဖက်ဆိုဝင်းကဆိုသည်တို့ရတွင်စစ်တပ်ကပြုလုပ်ခဲ့သောရွေးကောက်ပွဲတွင်ကြံဖွတ်ပါတီကပြည်သူ့လွှတ်တော်အမတ်နေရာ231နေရာအမျိုးသားလွှတ်တော်အမတ်နေရာ108စုစုပေါင်းအမတ်နေရာ339နေရာအနိုင်ရရှိထားပြီးကြံဖွတ်ပါတီတစ်ခုတည်းဖြင့်အစိုးရအဖွဲ့ဖွဲ့စည်းနိုင်ပြီဖြစ်သည်အခြားတစ်ဖက်မှာလည်းစစ်တပ်ကပြည်သူ့လွှတ်တော်အမတ်110ဦးနှင့်အမျိုးသားလွှတ်တော်အမတ်56ဦးစုစုပေါင်းအမတ်နေရာ166ဦးပါဝင်နေပြီး2008ဖွဲ့စည်းပုံအခြေခံဥပဒေအားလွှတ်တော်၏25ရာခိုင်နှုန်းကိုစစ်တပ်ကအလိုလျောက်ရရှိနေခြင်းဖြစ်သည်လက်ရှိကြံဖွတ်ပါတီကဖွဲ့စည်းမဲ့အစိုးရအဖွဲ့အတွက်သမ္မတတင်မြှောက်ရမည်ဖြစ်ပြီးကနဦးတွင်တက်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကဒုတိယသမ္မတတဦးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ကဒုတိယသမ္မတတဦးအမျိုးသားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ကဒုတိယသမ္မတတဦးစုစုပေါင်းဒုတိယသမ္မတ3ဦးကိုရွေးချယ်ရမည်ဖြစ်သည်ယင်းနောက်ပြည်ထောင်စုလွှတ်တော်ကအစုအဖွဲ့3ခုကရွေးချယ်လိုက်သောဒုတိယသမ္မတ3ဦးထဲမှသမ္မတတဦးကိုရွေးချယ်ရမည်ဖြစ်သည်